ကိုကချင်းသိလားပုံဝင်လားမြေခွေးလားလင်းပိုင်လားဒီစက်ဒီနေ့စိတ်ဝင်စားဖို့ကောင်းတဲ့ topic လေးတစ်ခုကိုပြောပြမယ်ပေါ့နော်။များသောအားဖြင့်ဇေရိုကအားလိပတ်နဲ့နိုင်အောင်ဆိုပြီးတော့ပဲပြောထားရှိကြပါတယ်။တကယ်တော့ဒီထက်ပိုပြီးတော့နည်းနည်းလေ့လာကြည့်မယ်ဆိုလို့ရှိရင် chronotype ဆိုတာလေးထပ်ပြီးတော့ရှိပါတယ်။ chronotype ဆိုတာကတော့ natural sleep wake pattern ပေါ်မူတည်ပြီးတော့သတ်မှတ်ထားတာဖြစ်ပြီးဘယ်ချိန်ဆိုရင်နည်းနည်းကြရှိတယ်။ဘယ်ချိန်မှာတော့ကိုယ်အနေနဲ့အာရုံစူးစိုက်မှုကောင်းတယ်။ဘယ်ချိန်မှာတော့နားတင်တယ်။ဒီလိုမျိုးကိုယ်နဲ့ကိုက်ညီတဲ့အချိန်လေးတွေကိုသိနိုင်ပါတယ်။ဒါကြောင့်ပဲတယောက်နဲ့တယောက်မတူဘဲနဲ့တချို့သူတွေကမနေ့ဆိုလို့ရှိရင်တက်ကြွပြီးတော့တချို့သူတွေကညဘက်ဆိုလို့ရှိရင်အလုပ်လုပ်ပို့ပြီးတော့ကောင်းကြတာပါဒီဟာတွေဘယ်လိုမျိုးကွဲပြားသွားလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ genetics တွေ lifestyle ပြီးတော့ကိုယ့်ရဲ့အသက်ဒါတွေကြောင့်မို့လို့ကွဲပြားသွားတာပဲဖြစ်ပါတယ်ဆိုတော့ chronotype တွေကဘာတွေလဲပေါ့နော် chronotype လေးခုရှိပါတယ် lion bear wolf နဲ့ dolphin တို့ပါပထမဆုံးအနေနဲ့ lion chronotype ဒီမျိုးစားတွေကတော့မနက်နိုးလာတာနဲ့ energy အပြည့်နဲ့လန်းဆန်းတက်ကြွနေတဲ့သူတွေပါမနက်ကို9နာရီ6နာရီလောက်ဒီတောတွင်းမှာထားပြီးတော့ညကို9နာရီ10နာရီလောက်ဆိုလို့ရှိရင်တော့သူတို့ကပြင်ပန်းပြီးတော့အရန်ကိုအိတ်ချင်ကြပါပြီ lion type တွေကသူတို့လုံးဆရာရှိရဲ့ test တွေအလုပ်တွေကိုမနက်အစောပိုင်းနဲ့နေ့လယ်ပိုင်းတွေမှာတခြားလုပ်နိုင်ပြီးတော့အဲ့ဒီချိန်တွေမှာပို့ပြီးတော့ productive ဖြစ်တတ်ကြပါတယ်ညနေလောက်ရောက်ရင်တော့ energy တဖြည်းဖြည်းနဲ့ကျလာပြီးတော့ညဘက်တွေဆိုလို့ရှိရင် test အကြီးတွေသူတို့အနေနဲ့တိတ်ပြီးတော့မလုံးနိုင်တော့ပါဘူးညကသူတို့ရဲ့အနားယူချိန်ကိုပြောလို့ရပါတယ်စောစောထားကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ရင်လည်း9နာရီ10နာရီဒီလောက်ဝင်ကျင်နေမှာဆိုလို့ရှိရင်စောစောအိပ်ပြီးတော့အနားယူတတ်ပါတယ်နောက်တစ်ခုကတော့ bear chronotype လူဦးရေရဲ့55ရာခိုင်နှုန်းက bear type တွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီတစ်ခုကတော့မနက်နေထွက်ချိန်လောက်အထူးသဖြင့်9နာရီဝန်းကျင်လောက်ပေါ့နော်။အဲ့ချိန်ဆိုလို့ရှိရင်ထားပြကြပါတယ်။သူတို့အတွက် productivity အမြင့်ဆုံးအချိန်တွေကတော့မနက်9နာရီကနေပြီးတော့နေ့လယ်2နာရီအတော်အတွင်းချိန်တွေပေါ့နော်။နေ့လယ်2နာရီကျော်ပြီဆိုလို့ရှိရင်တော့သူတို့ရဲ့ energy ကအစပြီးတော့ကျလာပါတယ်။သူတို့ရဲ့အိပ်စက်နှုန်းထားချိန်ကနေထွက်ချိန်နေဝင်ချိန်နဲ့အနည်းဆက်ဆုံးတူပါတယ်။အဲ့ရဝင်တဲ့အချိန်ကတော့10နာရီခွဲဒီလောက်ဝင်ကျင်လောက်ပါဘဲ chronotype ပိုင်ရှင်တွေကသူတို့ရဲ့ကိုယ်ပိုင်ဘဲ chronotype schedule နဲ့ပုံမှန်လည်ပတ်နေတဲ့အလုပ်အချိန်စရာဖြစ်တဲ့9 to 5တို့လိုအချိန်စရာတွေကတော်တော်လေးကိုက်ညီပြီးတော့ fit ဖြစ်တဲ့အတွက်ကြောင့်မို့လို့အလုပ်ခွင်မှာလည်းအဆင့်အပြေဆုံးအမျိုးအစားဖြစ်ပါတယ်တတိယတစ်ခုကတော့ wolf type လူဦးရေရဲ့15ရာခိုင်နှုန်းနဲ့25ရာခိုင်နှုန်းက wolf type တွေပါဒီလူတွေကမနက်စောစောထားဖို့အတွက်တော်တော်ခက်ခဲပါတယ်တနည်းအားဖြင့်ဒီ type ကအရင်ကတည်ထားတဲ့ night အောင်သမားတွေပါသူတို့အတွက်ညနေခင်းနဲ့ညပိုင်းအချိန်တွေကပို့ပြီးတော့ productive ဖြစ်ပြီးတော့ creativity ကောင်းကြပါတယ်။များသောအားဖြင့်ညနေလောက်ဆိုလို့ရှိရင်အာရုံစူးစိုက်မှုတစ်ဖြည်းဖြည်းတက်လာပြီးတော့ညဘက်အချိန်ကသူတို့အတွက်ဆိုရင်အလုံးလုံးရတော်တော်လေးကိုကောင်းပါတယ်။နိုင်အောင်နေဖြစ်တာကြောင့်မို့လို့အဲ့ချိန်ဆိုရင်တော့12နာရီဒါမှမဟုတ်အထက်ပို့ပြီးတော့လည်းနောက်ကျတတ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ dolphin type ပါ။သူတို့ကမနေ့ဆိုလို့ရှိရင်6နာရီခွဲဝန်းကျင်လောက်ထားကြပြီးတော့ညဘက်ဆိုလို့ရှိရင်လည်းတော်တော်နဲ့အိပ်မပြောကြပါဘူး။မနေ့မိုးလင်းလို့နိုးလာတယ်။9နာရီ10နာရီလောက်သူတို့အိပ်ထားရဲဆိုလို့ရှိရင်တော့မှနိုးရတဲ့ချက်ချင်း energy ပြည့်နေရမျိုးမဟုတ်ဘဲနဲ့နည်းနည်းကြာမှသာသူတို့အတွက် energy တစ်ဖြည်းဖြည်းချင်းရှိလာကြတာပါ။ productive အဖြစ်ဆုံးအချိန်တွေကတော့မနေ့10နာရီနဲ့နေ့လယ်2နာရီလောက်ဆိုလို့ရှိရင်လောက်တွေတခြားလောက်နိုင်ပြီးတော့ productive ဖြစ်ကြပါတယ်။2နာရီကျော်လောက်ဆိုလို့ရှိရင်တော့ energy ပြန်ကျသွားတာကြောင့်ခဏတစ်ဖြုတ်အနားယူတာမျိုးလုပ်ကြရပါတယ်။အတွေးများပြီးတော့အိပ်မရတာ insomnia လိုမျိုးအိပ်မပြောတာစိတ်ကအိတ်ချင်နေပေမဲ့အိပ်ဖို့ခက်ခဲတာမျိုးကြောင့်ရတာကြောင့်7နာရီခွဲ12နာရီတခါတလေဆိုလို့ရှိရင်12နာရီခွဲလောက်မှအိပ်လို့ရကြပါတယ်။ကိုကဒီလို type ပြုံဆိုလို့ရှိရင်စက်ကြံပေးချင်တာကကြတော့မအိပ်ခင်ဘတ်ထိုင် routine လေးတစ်ခုထားပြီးတော့အိပ်မပြောဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့အတွေးတွေကိုခြာရေးပြီးတော့ channeling လုပ်ကြည့်ပါဆိုတော့ခုနကပြောသွားတဲ့၄ခုမှာကိုယ့်အနေနဲ့ကွက်တီကိုက်နေတာနည်းနည်းစီကိုက်နေတာတခုမှမကိုက်နေရတွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်95ရာခိုင်နှုန်းကကိုက်နေဆိုလို့ရှိရင်တော့အဲ့ဒါကိုယ့်ရဲ့ chronotype ဖြစ်နိုင်ပါတယ်ပြီးတော့ဒီ chronotype တွေကကြတော့တခုရဲ့ပုံသေးရှိနေရမယ်လို့မဟုတ်ပါဘူးဥပမာ0ကလေးဘွားတော့ lion type တွေဖြစ်ပြီးတော့ကြောင်းတက်ရတဲ့အရွယ်ရောက်လာတဲ့ခါမှာဆိုလို့ရှိရင် bear type တွေအဖြစ်နဲ့ပြောင်းသွားမယ်ထင်းနေကျအရွယ်ရောက်လာတဲ့ခါမှာဆိုလို့ရှိရင်တော့မြင်းနေတဲ့အထိနေကြတာအများရဲ့အတွက်ကြောင့်မို့လို့ wolf type တွေဖြစ်လာမယ်အလုပ်ခွင်နဲ့ဝင်တဲ့ချိန်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လက်ရှိ lifestyle ပြီးရင်လုပ်နေတဲ့အလုပ်တွေအရာ type လေးတယောက်နဲ့တယောက်မတူဘဲနဲ့ပြောင်းသွားပါလိမ့်မယ်ဒီဗီဒီယိုလေးကနေပြီးတော့ chronotype အကြောင်းကို share လုပ်ပေးသွားတဲ့အကြောင်းရင်းကကိုဘယ်လို type လဲဆိုတာအကြံဉာဏ်သိသွားပြီးတော့ဒီ chronotype အပေါ်လိုက်ပြီးတော့ကိုလောရမယ့် test တွေကို plan တာ schedule တာမျိုးလုပ်တဲ့အခါမှာဆိုလို့ရှိရင်ကိုလုပ်တာပို့ပြီးတော့ထိရောက်မှုရှိနိုင်ပါတယ်ပြီးတော့ကို energy ကျတဲ့အချိန် energy တက်တဲ့အချိန်ကိုလည်းသိရတော့
ကို energy ကြတော့မဲ့ချိန်ဆိုလို့ရှိရင်ကိုအနေနဲ့တေချာအနာယူတာမျိုးလုပ်လို့ရပါတယ်ဆိုတော့ Hazel ဒီနေ့ share လုပ်ပေးသွားတဲ့ chronotype ဆိုတဲ့အကြောင်းအရာလေးကိုတေချာလေးသိသွားကြမယ်လို့ထင်ပါတယ်ကိုရဲ့ chronotype ကို comment ထဲမှာရေးသွားလို့ရတယ်လို့မရှင်းတာရှိလို့ရှိရင်လည်းမေးသွားလို့ရပါတယ် Hazel တေချာလေးပြန်ဖြေပေးမယ်ပေါ့နော်ဆိုတော့ Hazel ရဲ့နောက် video မှာပြန်တွေ့ကြပါမယ်